မင်္ဂလာပါသမီးရေအခုဘယ်ကလာကူတာလဲလာပါလာပါဟုတ်ကဲ့ပါအခုဘာတွေဖြစ်လို့လာပြရလဲအောင်ရောအားနေပြောလေအဲ့လိုချစ်တော့ဒီလက်ဒီထုံကျင်းနေပေါ့ဩ6တော့ဒီလက်တွေထုံနေကျင်းနေပေါ့နော်လေးလက်ဖြန်းကျင်တယ်လို့ဖြစ်သွားတာပေါ့အခုဆရာမရှိမှကူတာဘယ်နည်းရှိသွားပြီလဲ3ရက်ဟော4ရက်မြောက်မှာဘာတွေထူးကြလဲဘာလေးတွေတက်တာွားလဲဒါကအဲ့လိုလဲတက်တာလန်လန်လိုရပါလေဖြစ်လန်လန်နူကလည်းမဖြစ်တော့ဘူးဟုတ်ကဲ့ပါပြီးတော့ဘာလေးတွေများထပ်ပြီးတော့တက်တာသေးလဲကျောင်းလေးတရားစားအနေနဲ့ရန်တော့သူတင်းတင်းပေါ့အကျော်ကြီးဆွဲတာဟောတက်တာအဲ့ဒါလေးတွေရော့တယ်ရော့တယ်ပေါ့နော်ဟုတ်ကဲ့ပါကဲတော်တက်တာပါတော်တက်တာပါပြီကဲအခုဆီယမနဲ့ကူရတာစိတ်ချမ်းသာမှုရှိရလားထုံနာတာကျင်တာမျိုးတွေရောခံစားရလားရှိပါဘူးမရှိဘူးเนาะအဆင်ပြေတာအဆင်ရောပြေရလားဟုတ်ကဲ့ပါကဲတပိလက်ဒီတိုင်းမကကျမကြီးတွေကောင်းမွန်ပြီးတော့ပိတ်ကြရပေါ်ရင်မတင်ကြတော့တတ်တာပါစေเนาะဟုတ်ကဲ့ပါ